င်လယ်ပြင်တွင်တေကျေပျက်စီးလောက်ဖွဲ့အခြေအနေရှိလေတိုင်းအမြဲလိုလိုဦးဆုံးကြိုတိနေသူမှာတိဘောဘရင်မင်းမြတ်ဖြစ်သည်ဆိုသည့်အချက်ကိုယုံကြည်ကြသူတွေယေရနာဂီရီမှာအပုံကြီးများလာခဲ့ပြီတိဘောဘရင်မင်းမြတ်သည်နေဆတူဝအချိန်ရှိသ၍လာသာဆောင်တွင်ဆန်တော်မူရင်းသူ၏ရွှေနာကိုစုံမှန်ပြောင်းဖြင့်ပင်လယ်ပြင်ကိုစောင့်ကြည့်ငင်းငင်းရှိနေတတ်သည်စုံမှန်ပြောင်းမှဖြိုးကနေဖြတ်ကနေလက်သွားတတ်သည့်အကြောင်းကိုအောက်ဖက်ကမ်းခြေမှတန်ခါသည်တွေကစတင်တတိပြုမိကြခြင်းဖြစ်၏ညနေခင်းပင်လယ်အော်ဘက်ကိုတန်ခါလေးကလေးတွေပြန်လှည့်လာကြသည့်အခါ၌တေချာသည့်ထက်တေချာအောင်ကုန်းမြင့်ဆန်အိမ်တော်လှသာဆောင်ရှိရာအရက်ကိုမျှော်ကြည့်ကြမြင်ယေရနာဂီရီမှာဘာမှတော့ဖြစ်ပျက်ခဲ့ခြင်းမရှိတို့ရတွင်ဘရင်မင်းမြတ်သည်သာပင်လယ်ပြင်အခြေအနေကိုပထမဆုံးသိသူဖြစ်ကြောင်းကိုတော့လူတွေပြောလာကြ၏ယေရနာဂီရီဆန်အိမ်တော်ကိုထီယိုနန်းတွင်မိသားစုများနောက်လိုက်နောက်ပါအချွေရန်များနှင့်အတူယေရနာဂီရီစိတ်ကမ်းမှပထမဆုံးတက်လာခဲ့သည့်နေ့ရက်နောက်ပိုင်းမြမဘရင်မင်းမြတ်ကိုမြေသူတဦးတယောက်ကတော့မှမြင်ပူးကြသည်မဟုတ်နှကမ်းမွေးထူလည်းပြည့်ယထာမောင်သမားနှင့်ရောင်စုံအကွက်လည်နေသောမြင်းများကထားသည့်တော်ဝင်မင်းစီယထာတော်တွေကိုတော့မြို့သူမြို့သားတို့မြင်ပူးကြလှနေပြီဘရင်မင်းမြတ်ကိုတော်တိုင်ကတော့ဒီတော်ဝင်ယထာတော်တွေကိုရွှေဆက်တင်တော်မူခြင်းမရှိသည်ဆိုအောင်တော့ကိန်းသေးကံမှပြောဖို့တော့ခက်လာပါသည်ထီယိုနန်ယိုတော်ဝင်မိသားစုများအတွက်ဘာဂီခေါ်သည့်ယထာတော်နှစ်စီးရှိသည်တစည်းမှာအမိုးဖွင့်နှစ်ပိန်းတက်ယထာတော်ဖြစ်၍နောက်တစည်းကတော့ယထာပဒင်းပေါက်တွေမှာထူပိန်ပိန်ကတိပါကလကားတွေချထားသည့်မြင်းတစည်းကယထာလုံးဖြစ်သည်ဒီယထာလုံးထဲမှာဘရင်မင်းမြတ်သည်ပင်တခါတရံပုံရှိုးကွယ်ရှိုးလိုက်ပါတော်မူတတ်သည်ဆိုသည့်ကောလာဟာလစကားတွေတော့ရှိပါသည်သို့သောဒီကလကားများနောက်ကအခြေအနေကိုမြည်သူမှတည်တည်ချာချာပြောနိုင်သည်မဟုတ်ပါတစ်နှစ်ကို3-4ချိန်လောက်တောင်ချေမြို့ကလေးကိုယထာတော်ကြီးကရောက်လာတတ်ကြသောသမီးတော်များကိုတော့မြို့သူမြို့သားတို့မစိမ်းကြတော့ပြီသမီးတော်တွေကမန္တပီစိတ်ကံသို့မဟုတ်ဘာဂဝတီဖျားเจ้าသို့မဟုတ်ဗြိတိရှတို့ကလည်းပတ်ခွင့်ပြုထားသောအင်္ဂလိပ်အရာရှိများ၏အိမ်တွေကိုရောက်လာတတ်ကြသည်မြို့သူမြို့သားတွေကပထမသမီးတော်ဒုတိယသမီးတော်တတိယသမီးတော်နှင့်အရှင်နှစ်ပါးစီးစိမ်တော်ရွှေလျောပြီးဒုတိယမြောက်နှစ်မှာယရနာဂီရီတွင်မိရှုမြင်တော်မူသည့်စတုထသမီးတော်စသောသမီးတော်၄ပါးစလုံးကိုမြင်ပူးကြသည်ဖြစ်ရာမြည်သူမြည်ဝါသိနေကြပြီဖြစ်၏အိန္ဒိယနိုင်ငံရောက်စာနှစ်တွေတုန်းကတော့သမီးတော်အားလုံးမြမဝိစာဖြစ်သောထမိန်အင်ကြီးရိုးရာထဲတွေဝတ်ဆင်ကြပါ၏သို့သောနှစ်ကာလကလေးရလာသည့်အခါမှာတော့အဝတ်အစားဝတ်ပုံစားပုံတွေပြောင်းသွားခဲ့သည်တရက်မှာတော့သမီးတော်၄ပါးစလုံးစာရီဝတ်ဆင်လာကြသည့်အတွက်မြည်သူမှမမှတ်မိအောင်ဖြစ်ခဲ့ရသည်စာရီတွေကဈေးမတန်တာရောဈေးတန်တာပါတော်ကောရောကောဆိုတော်ညာဒေတာထွက်ချီတဲ့စိမ်းချီတဲ့နီးရိုးရိုးတွေသာဖြစ်၏ယရနာဂီရီမျိုးခံကျောင်းသူကလေးတွေလိုသပင်ကိုစန့်ကျစ်ကြသည်စီကလေးရွှဲရွှဲလိမ့်ကြသည်မာရတီနှင့်ဟိန္ဒူစတန်ဒီဘာသာစကားများကိုမြို့ခံစာတီတာပဝတ္တိတာတို့နှင့်မချပြေပြေချောချောပြောနိုင်ကြသည်မြန်မာဘာသာစကားကိုတော့ခမဲတော်ဖះနှင့်မဲတော်ဖះနှစ်ပါးနှင့်စုံမှပြောကြတော်သည်သမီးတော်၄ပါးစလုံးနှစ်လိုခွဲမျက်နှာရည်မျက်နှာတွေရှိကြသူတွေဖြစ်သည်ပွပွင့်လင်းလင်းရှိကြသည်ဟန်ဆောင်မှုကင်းကြသည်ယထာတော်တစည်းစီနှင့်လိုက်ပါလာကြရင်မြို့လမ်းတွေကိုဖျက်ဆီးကြသည့်အခါစူးစူးဆိုင်ဆိုင်ကြည့်တတ်ကြသောအကြည့်တွေကိုလွှဲခြင်းရှောင်ခြင်းအလျင်မရှိအဝေးကိုငေးတာမျိုးမရှိရင်းချနာကဈေးတွေကိုရှောက်သွားရှောက်လာကြသည့်အခါဈေးဆိုင်တွေမှာအချိန်ပေးရင်ဈေးဝယ်ကြသည့်အခါစာရီဈေးစစ်ဝယ်ကြသည့်အခါတွေမှာတော့သူတို့ကလေးတို့မျက်လုံးတွေထဲမှာအလွမ်းရိပ်တွေမွတ်သိမ့်နေလေရှိကြသည်မိုးမိုးမက်မက်ဖြက်ဖြက်လက်လက်တော့ကြည်ကြပါ၏အရာရာကိုမက်မက်သားသားစူးစမ်းတတ်ကြသည်လည်းရှိ၏တခါတရံယထာမောင်သမားကိုမေးခွန်းတွေမေးလေရှိသည်အဲ့ဒါဘသူစာရီဆိုင်လဲဟိုတစ်ပင်ဘောကတရက်သီးတွေကဘာမျိုးခေါ်တယ်လဲဟောဟိုကဆိုင်ကလေးတွေမှာတွဲလောင်းချိတ်ထားတဲ့ငါးတွေကိုဘာငါးခေါ်တယ်လဲယထာမောင်မူဟန်းစုံဝမ်မှာတောင်ချေမြစ်ကမ်းဘေးရွာငယ်စနပုတ်မိကလေးမိတ်တုံမှနေထိုင်သည့်နေခမ်းကောင်လေးတယောက်ဖြစ်သည်မြို့ပေါ်မှာလမ်းချဆွဲကြသူကူလီထမ်းကြသူဘောက်လုတ်ကင်ကြသူစသောအောက်ခြေလူဒန်းစားအတော်များများမှာမူဟန်စုံဝမ်ဤဆွေမျိုးများဖြစ်လျာသူ့ကိုလူတိုင်းကသိနေကြသည်မူဟန်စုံဝမ်ဤယထာဈေးကိုဆင်းလာပြီးဆိုသည်နှင့်သူ့ကိုရှာကြတော့သည်ဒုတိယသမီးတော်လေးကိုဒီတရက်သူတွေဆက်လိုက်စမ်းပါကွာခြံတက်တွေမို့ပါ
သမီးတော်အထွေးလေးကိုကန်သီးချောက်လက်တစ်ခုပ်လောက်ယူသွားစမ်းပါဟေ့မင်းကိုမေးနေတာတွေ့လို့ပါသမီးတော်များဤမျက်လုံးတွေကဘယ်အရာကိုမဆိုထိတွေ့ကြသည်သာဖြစ်၏တကယ်တော့သူ့ကလေးတို့ကကလေးတွေသာဖြစ်သည်ဒီကလေးတွေကိုဒီလိုနေဒီလိုထိုင်ရဲလို့ကန့်သက်ထားရအောင်သူကလေးတို့ဘာတွေများကျူးလွန်ခဲ့ကြလို့ပါလဲနေခံမိသားစုအတိုင်းဝိုင်းနဲ့မဆက်ဆံရမာရတီလူမျိုးကလေးတွေနဲ့မပေါင်းရမဖော်ရဆိုရအောင်ဘယ်လိုကြောင့်များအပိတ်အပင်ခံထားကြရတာပါလဲဒီကလေးတွေခမများသူတို့ဆက်အိမ်တော်အစီအပါးတွေကလွဲလို့အခြားလူသူလေးပါးနဲ့အယောတဝဲမရှိရတဲ့မိမသားဘဝနဲ့ဘလို့များဆက်ပြီးကြီးပြင်းကြရမှာတဲ့လေအရှင်နမတော်ကြီးဘုရားကိုယ်တိုင်ကတော့သမီးတော်များနဲ့အတူတစ်နှစ်ကိုတစ်ကြိမ်နှစ်ကြိမ်လောက်ယထာတော်စီရင်မြို့ကလေးကိုကြွချီလာတတ်သည်မျက်နှာတော်ကဟန်တော်ကြီးကြီးခံစားမှုမဲ့နှုတ်ခမ်းတွေကတော့စေးပေါ်လိတ်စေးကြီးရိုက်ထားသဖြင့်ခရမ်းသွေးရောင်ပေါက်နေလေသည်အရှင်နမတော်ကြီးကြွချီလာပြီးဆိုလျင်လမ်းတွေပေါ်ကိုလူတွေပြိုဆင်းလာကြတော့သည်အရှင်နမတော်ကြီးကတော့မြည်သူမြည်ဝါမြည်သည့်အရာဆိုသည့်အာယုံခံစားမှုမရှိသည့်နှင့်ရှိလေ၏တင်မာကြောင်တစ်ချောင်းလိုတောင်းတောင်ကြီးထိုင်နေလျက်ကမျက်နှာကိုတင်းတင်းကြီးပင့်ထားတတ်သည်ပြီးတော့မတုံမလှုပ်ဒေါ်လီကတော့နတ်မှောင်တန်ဆွမ်းလာသောသပင်ရှိရင်ဆဆမျက်နှာဖန်ဖန်ကလေးကြောင့်ပဲနတ်သမီးပုံမြင်တဲ့ကမင်းသမီးလေးလိုလှလောလာသည်နှစ်ကာလတွင်ရင်ညောင်းလာသည်နှင့်အမျှထီယိုနန်းတွင်မင်းမိဖျားမိသားစုများနှင့်အတူခစားမပြတ်ရှိခဲ့ကြသူအပြိုတော်များဆွေတော်မျိုးတော်များအိမ်တော်စုများအားလုံးယေရနာဂီရီအရမတစားတစားလွင့်ပါခဲ့ကြလေပြီဒေါ်လီတယောက်သာခါဝမပြတ်ရှိလေသည်ယေရနာဂီရီမှာသူနှင့်ပတ်သက်၍ပြောဆိုနေကြသည်ကိုဘယင်မင်းမြတ်ကိုယ်တိုင်ကလည်းသိထားတော်မူပါ၏သူကိုစိတ်တကိုးရှိသူပုဂ္ဂိုလ်အဖြစ်မှတ်ယူကြကထိတ်ကြီးလန့်ကြီးရှိနေကြသည်ဆိုအောင်တော့ဒီထီမြင်ချက်တွေပေါ်မှာတာယာခြင်းအလျင်မရှိဘဲအပြင်းတော်ပင်ပြေရပေသည်ဟုပင်သဘောပိုက်ခဲ့သည်သူ့အပေါ်ကြောက်ရောက်လာသည့်အကြောင်းချင်းရများအတွက်သူဆောင်ရွက်နိုင်သမျှနှုတ်နှုတ်မွားမွားနီးနာအားဖြင့်ဆောင်ရွက်နေခြင်းသာဖြစ်သည်တခါတရံမိမသားတွေကိုယ်တိုင်သူတို့အိမ်ခေါင်တွေပေါ်မှာရက်ကြရင်ဘယင်မင်းမြတ်မျှော်ရှုသောအမြင်ဓာတ်မှတစ်ဆင့်ကောင်းချီးမင်္ဂလာတစုံတရာတက်ရောက်စေခြင်းမျှော်လင့်မှုဖြင့်ငွေကင်းစာကလေးတွေကိုမြောက်ချီပြတတ်ကြသည်ထိုအခါမျိုးတွင်ဘယင်မင်းမြတ်ကလည်းကိုးစားရှာကြသူမိခင်များရှိရာသို့စုံမှန်ပြောင်းကိုချိန်ရွယ်ကတစ်ချိန်လျင်မိနစ်ပေါင်းများစွာစူးစိုက်ရှူစားလေးရှိသည်ဒီအပြုမှုကတစုံတရာပြုပေးပါရန်တောင်းခံသည့်အသေးဖွဲကိစ္စကလေးဟုထင်မှတ်ဖွယ်ရှိသောညာသူအနေဖြင့်စိတ်ခွန်အားပေးရသောသည့်အလုပ်ကိုမလုပ်ပေးနိုင်စရာအကြောင်းမရှိဟုသဘောထားသည်တကယ်တော့သူနှင့်ပတ်သက်၍ပြောကြဆိုကြသမျှအရာအလုံးမဟုတ်နိုင်ပါဆိုတာကလည်းမမှန်ပါလေသမားများကိစ္စကိုဥပမာပြနိုင်ပါသည်နေ့စဉ်လိုလိုပင်မနက်ခင်းမိုးစင်စင်လင်းလာသည်နှင့်လာသာဆောင်ကိုကြွချီမြဲဖြစ်၏တစိမ့်တော်ကောင်းကလေးတွေလိုအတွဲလိုက်ရှိနေကြသောပင်လယ်ထွက်ငါးဖက်လေးစုတွေစီကလေးတောင်ဆက်ဆက်ရွက်ဖြင်ဖြူဖြူကလေးတွေကိုညှော်ရှုနေကြဖြစ်သည်ဒီတန်ငါလေကလေးတွေကမြစ်ခရင်းဝတန်ငါရွာကာလာကထွက်လာခဲ့ကြခြင်းဖြစ်၍လေအီယာနှင့်အပြိုင်ငေါထွက်နေသည့်တကင်းတစ်ခုပါသည့်ဝမ်းဆောင်နက်နှစ်စင်းတွေရွက်လေများဖြစ်သည်နေလုံးဝဝကြီးမိုးကုတ်စောက်ဝိုင်းချီစိုက်စိုက်ကြီးစင်းခါနီးညနေခင်းတွေမှာလေကလေးတွေကိုဘယင်မဲမြက်စောင့်စားရှုမျှော်တတ်သည်အထူးသဖြင့်ပင်လယ်အော်ဘက်ကိုလေတွေစွတ်ကြောင်းထိုးတိုက်ခတ်မလာခင်ကမ်းခြေအရောက်ရွက်လွင်လာကြသောလေတွေကိုဘယင်မင်းမြတ်ရှုစားတော်မူလေရှိသည်ငါဖမ်းလေတွေရေခရီးစကြသည့်မနက်ခင်းတွေမှာလေပနစင်းထွက်ခွာသွားကြပြီဆိုတာကိုမြည်သည့်အခါကားမှဂယုတဆရေးတွက်ထားခြင်းမရှိတော့လဲပင်လယ်ပြင်ကိုထွက်ကြသည့်လေစင်းရေကိုဘာကြောင့်မှမသိအတိအကျသိနေတတ်သည်တရက်မှာတော့နှစ်စင်းတွေဒွာလောင်းလေကြီးတွေပင်လယ်ကမ်းခြေမှဝေးရာကိုရောက်သွားချိန်မှာရုတ်တရက်ကြောက်ရောက်လာသည့်မိုးတက်မုန်တိုင်းကလေစုတစ်စုလုံးကိုမှွေနှောက်ပစ်လိုက်တာကိုဘယင်မင်းမြတ်မြင်လာရသည်ထိုနေ့ညနေပိုင်းကကမ်းခြေပြန်လေတွေမှာတကွဲတပြားစီရွက်လှင်လာကြတာကိုမျှော်ရှုရင်းလေစင်းရေမကိုက်တော့ကိုဖြတ်ခနဲတီးလိုက်ပြီးလေတစင်းပြောင်းနေပါပကောတန်ငါရွာကလေးသည်မိုဟန်စဝမ်တို့မိသားစုများနေထိုင်ရာရွာနှင့်တိတ်မလန်းတာကိုသိထားသဖြင့်စဝမ်ကိုဆင့်ခေါ်ခိုင်းလိုက်သည်ထိုစဉ်ကစဝမ်မှာယထာမောင်းသမားမဟုတ်သည်14နှစ်သားစိုက်ကလာမြင်းထင်းကလေးသာဖြစ်သည်စဝမ်ပင်လယ်ပြင်မှာမှုန်တိုင်းကျနေတယ်ကွဘယင်မင်းမြတ်ကဖြစ်ပျက်သမျှရှင်းပြတော်မူသည်ဒီသတင်းကြောင့်စဝမ်လည်းတောင်ချီကိုတရောသောပါပြေရတော်သည်
လေရီကမ်းမဆိုင်ခင်မှာပင်ဒီသတင်းကတန်ငါရွာကလေးစီရောက်ရှိသွားလေ၏ဤသို့အားဖြင့်ရတနာဂီရီရောက်နိုးကြသောကင်းဆောင်ဘရင်နှင့်ပတ်သက်၍ယုံနှံစကားတို့အစထွက်လာခဲ့ခြင်းဖြစ်လေသည်စံအိမ်တော်လာတာဆောင်အပေါ်ကြီးမြင့်တောင်ကရှုမြင်ရသူဆိုတော့ဘရင်မင်းမြတ်အဖို့ဒီနယ်တဝိုက်အကောင်းဆုံးပြည်လည်မြင်ကွင်းကိုရထားသည်နယ်ရှိလေ၏ဒီတော့လေအရှိပကတိသဘောကိုသူတကားထက်စောစွာမြင်နိုင်သည်စိတ်ခံတရားနှင့်မဝေးလာသောပင်လေအော်အောက်ဖက်တွင်လေယုံကလေးတယုံရှိသည်ကိုရောင်တစ်လုံးနှင့်ကက်လျက်တက်ကဲမိုးယုံကလေးဖြစ်၏ဒီလေယုံကလေးနှင့်ဆက်ဆက်နေသောဇက်လန်းကလေးတစ်ပုဒ်ရှိသည်တခါကဗြိတိရှစစ်ဗိုလ်ချုပ်ဒေါက်လိတ်ဆိုသူသည်ဘရင်တက်ရင်ဟုလူသည်များသောအထူးတပ်ဖွဲ့တစ်ဖွဲ့နှင့်အတူရတနာဂီရီကိုဝင်ရောက်စီးနင်းခဲ့သည်ရှေကြာလာသောစစ်စင်ရေးကြီးပြီးမြောက်သွားသည့်နောက်မှာတော့ဒေသရင်အုပ်ချုပ်သူများပြင်းပြင်းထန်ထန်ချိန်မုံခြင်းခံရလေသည်အောင်ပွဲအထိမ်းအမှတ်ဖြင့်တညက်နေခင်းလုံးပျော်ပွဲရှင်ပွဲကြီးကျင်းပပြီးသည့်နောက်ညပိုင်းမှာဥမြူးနေသောလော့ဒ်ပွဲရစစ်ဗိုလ်ချုပ်ကြီးကတက်အရာရှိများကိုလှေပြိုင်ပွဲကျင်းပရန်စီယုံလေတော့သည်အနီးအနားတန်ငါရွာတွေကလှေကလေးများကိုချောဆွဲကာဘရင်တက်ရင်အရာရှိတို့ကနူးလေနှင့်လုံးတွင်းလှေများဖြင့်ပင်လယ်အော်ဖြတ်လှေပွဲကြီးနှွှဲကြလေသည်စစ်သားတွေကအော်ဟစ်အားပေးကြလေဒေါသတကြီးလှော်ကြလေအစဉ်အဆက်ပြောစကားတွေအရတော့လော့ဒ်ပွဲခံဗိုလ်ချုပ်ကြီးကတလျားအသာဖြင့်နိုင်သည်ဆို၏ဒီနောက်ပိုင်းမှာတော့ရတနာဂီရီရောက်ရာရှိရာခံတို့ကြားတွင်ပင်လယ်အော်တွင်ခက်လီပြိုင်ပွဲကျင်းပသည့်အစဉ်လာရှိလာခဲ့သည်အိန္ဒိယနိုင်ငံရှိအခြားသောတပ်စခန်းများတွင်လည်းစိတ်အပြောင်းလဲဖြစ်စေသည့်ဖြောပြမှုအဖြစ်လှန်နှင့်တောဝက်လိုက်ခြင်းနှင့်ပိုလိုကစားခြင်းကဲ့သို့သောအပန်းဖြေနည်းတွေကိုခွင့်ပြုခဲ့သည်ဤသို့အားဖြင့်ပင်လယ်အော်သည်ပင်ရတနာဂီရီ၏တခုတည်းသောလက်ဆောင်နှင့်ရှိခဲ့လေသည်နှစ်ကာလတွေကြာမြင့်လာသည်နှင့်အမျှလှေယုံကလေးသည်လည်းလှေလော်သူရဲကောင်းများနှင့်ရက်လွင့်အကျော်မော်တို့သူမိဟာကျွန်းရိပ်သားကလေးဖြစ်လာခင်ရသည်ဒီကိစ္စများနဲ့နီးလွယ်သူတွေတဲကထင်ရှားလာသူတဦးမှာကမ်ဘရစ်တက္ကသိုလ်လှေလော်အားကစားဂုဏ်ထူးရှင်လည်းဖြစ်နာမည်ရခရိုင်အရာရှိတဦးလည်းဖြစ်သူမစ္စတာကစ်ဖြစ်သည်သူဤရှီလျာပါလျသောပြိုင်လေဖြင့်ပင်လယ်အော်ရှေလက်ကြားနှင့်လိုင်းကြီးလေထံပင်လယ်စီချောင်းမှသည်ဟင်းလင်းပင်လယ်အထီးတစ်လျှောက်လုံးပဲ့ကိုင်းနိုင်စွမ်းရှိသည့်ကျွမ်းကျင်သောတက်ခတ်သမားအဖြစ်လူသိများသူလည်းဖြစ်သည်ဤသို့သောအန်အောလောက်ပွဲစွမ်းဆောင်မှုကိုလေ့လာနိုင်ခဲ့သူဘရင်မင်းမြတ်အဖို့ရတနာဂီရီသည်လည်းစီးပူးလေးကျက်ရမှာတွေရှိပါတကောဆိုသည့်အတိကလေးစုနှင့်ခင်ရသည်ရတနာဂီရီပဝတ္တိတာဖြစ်လာသည့်ဘရင်မင်းမြတ်သည်လည်းရောက်လာတော်မူမုတ်တုံညာသည်နှင့်ပတ်သက်၍ကိုးစားလောက်သောတည်င်းအချက်အလက်တွေရှာထားခဲ့သည်သူ့ပရင်တကားတောက်ဝက်စာလောက်ကိုပိုင်းထားတတ်သောမြင်းချောင်းများ၏အယောင်တွေထဲမှပေးမိန်ဖြော့တော်တော်လဲကောင်းကောင်းမြင်သာသည့်အယောင်ရင်းရင်ကိုနှစ်စဉ်တမနက်ခင်းမှနိုးထရှူစားတော်မူလေ၏မျက်ခွန်ပေါ်ကခနောက်ဆေးရောင်မြင်းကလေးနှင့်နူးညံ့သောမိုးကုတ်စဝိုင်းပေါ်အယောင်ဆိုးထားသည့်အရာသည်မိုး၏ရွေလျားတတိုင်းအသွင်သို့ပြင်းလင်ကြီးရောက်ရှိသွားလေသည်ထိုအဆိုင်ခဲသည့်တောင်ကုန်း၏အထက်ကောင်းကင်၌ဖွဲ့ဖွဲ့ဆိုင်ဆိုင်တည်လာသည့်အခါစံအိမ်တော်သည်လည်းမုတ်တုံရသည့်အဖို့ပင်လယ်ခရီးရှည်ကြီးနှင်လာရာမှပထမဆုံးတွေ့ရသည့်ကုန်းမြေနှင့်ထင်းထင်းကြီးရှိလေသည်ထိုအခါမိုးသည်မိုးပေါက်တို့လာတာဆောင်ကိုခပ်ပြင်းပြင်းပတ်စင်ကြလိမ့်မည်တကားအောက်ခြေမှ၎င်းတရုတ်ကတက်ထားသောပဒင်းပေါက်အဟများကြားမှ၎င်းမိုးရေစိတ်ဝင်နိုင်ကြကဘရင်မင်းမြတ်ဆက်တော်ခေါ်ရာတလွန်တော်အောက်တွင်အိုင်ကျင်းဖွဲ့ကြလိမ့်မည်။ဆွမ်းမိုးတွေရလာပြီခတ်တွတ်လှုပ်စမ်းတရုတ်ကတွေလုံအောင်ပိတ်မိုးရေတွေဒုက္ခပေးလိမ့်မယ်။နင်းချမ်းပေါ်ကပစ္စည်းတွေဖဲ့ထားမိနစ်အနည်းငယ်အတွင်းမှပင်ဒီသတင်းကတောင်ချေကိုစီးဆင်းသွားလေသည်။ဘရင်မင်းမြတ်သည်မိုးကိုမြင်တော်မူသည်ဟု၏ထိုအခါတောင်ချေရွာကလေးကအမဲအိုတို့နေပြထားသောစားစိန်တနက်တွေကိုကတော်ကမျောရုပ်သိမ်းကြတော်မူကလေးတွေကဟေးဝါဝါအော်ဟစ်ကြရင်အိမ်တွေထဲကပြေးထွက်လာကြလိမ့်မည်တောင်ချေမှာရုပ်ရုပ်တဲတဲရှိကြတော်မူဘရင်မင်းမြတ်သည်ပင်လယ်အော်တွင်ဥတီဝင်လာကြသောမိသင်မောတွေကိုပထမဆုံးချတွေ့သူလည်းဖြစ်ပြန်၏အခြားသောခရိုင်မြို့များတွင်အမြောက်တန်ပေးခြင်းနာယီစင်များထားရှိခြင်းအပြင်တတိပေးကြတဲ့ကဲ့သို့ရတနာဂီရီတင်မောအဝင်အထွက်ကုန်လွန်ခြင်းကတိတာမြင်သာသည်မနက်ခင်းတွေမှာတော့မန်တဘီစိတ်ကံမှာတင်မောဆောင်သူတွေတဲတဲလှုပ်အောင်များပြားလာသည်ငါဖန်ဆက်လေးများသည်လည်းတင်မောတင်ငချောက်အေကြီးများတင်ကပင်လယ်အော်ထဲသို့မနက်ဝေလီဝေလဲမှဝင်ရောက်လာတတ်ကြသည်ကုံရောင်းကုံဝယ်သမားတွေကတော့ငရုတ်ကောင်းနှစ်ဆန်များတင်လာသည့်
နွားလဲများကြီးကရောက်လာကြသူများဖြစ်သည်မိတင်မောများဆက်ရောက်လာခြင်းကိုတိဘောဘရင်မင်းမြတ်ထက်ပို၍စိတ်လက်မရှိနိုင်သူဆို၍တဦးတယောက်မှရှိလိမ့်မည်မဟုတ်ပါဆရာဝန်ကအထက်ထက်တတိပေးထားသည့်ကြားကဝတ်သားကိုအာသာပြင်းလာသောဘရင်မင်းမြတ်သည်ပိတ်ပင်ထားမှုကိုမလွန်ဆန်နိုင်ပဲဖြစ်နေရသည်ယတနာဂီရီတွင်မရနိုင်သည့်အခါမျိုးမှာပင်သူ့အတွက်ဝတ်စနေချောင်းနှင့်ဝတ်ပေါင်ကျောက်ကိုမုံပီမျိုးမှအပတ်စဉ်သင်္ဘောဖြင့်တင်ပို့ပေးရသည်အမွေအကြိုင်နှင့်ကဲထားသောဝက်ဥချောင်းများနှင့်အပြည့်အသိပ်ပါသောငရုတ်သီးများကတော့ကိုအောင်မှရောက်လာတတ်သည်မြည်တို့ပင်ဖြစ်စေဤသို့သောမဆူမရီတောင့်တမှုကိုချိုးနှိမ်နိုင်ရန်ဘရင်မင်းမြတ်ကိုတော်တိုင်းတက်ဆွမ်းသမျှဖြေဖြောက်ရှာပါ၏ဝတ်သားအစာကျူသူမင်းတစ်ပါးဖြစ်သောသူဤရှေရှေဘေးလောင်းသောနရတိဟပတိဘရင်ကိုတခါတခါစိတ်ရောက်တတ်သည်လည်းရှိ၏ကုပလေခန့်ဤတရုတ်တက်ကြီးကြောင့်မင်းနေပြည်တော်ကိုစွန့်ခွာထွက်ပြေးခဲ့ရသည့်နရတိဟပတိမင်းသည်တမိုင်းတွင်အေးမလှခဲ့သောတရုတ်ပြေးမင်းဟုသောပွဲကိုခံယူခဲ့ရသည်ထိုမင်းခမမိဖုရားနှင့်သားတော်တို့ကိုယ်တိုင်ဆက်သောအစိတ်အဖြစ်ဘဝနီကုံချုပ်ခဲ့ရသည်ဝတ်သားကိုအာသာငန်းငန်းဆွဲလန်းလွန်ခြင်းသည်အရှင်ဘုရင်တစ်ပါးအဖို့မကောင်းသောအတိတ်မကောင်းသောနမိတ်ဖြစ်သည်ယတနာဂီရီစိတ်ကန်းသို့ဥထိုးဝင်လာသည့်မိသင်မောသည်စိတ်ကန်းနှင့်ခုတ်မောင်းခြင်းတနာရီစာလောက်ဝေးသည့်အရက်ကိုရောက်ပြီးဆိုသည်နှင့်ဘရင်မင်းမြတ်ကတင်ကူးတွေ့နှင့်ပြီးဆုံးဝတ်တင်မောမိနစ်အနည်းငယ်အတွင်းမှာယထာမောင်းသမားလည်းယထာလုံးကိုနှင်ကလမ်းပေါ်ရောက်ရပြီယထာလုံးသည်မိသင်မောရောက်ရှိလာခြင်း၏ပုပ္ပနမိတ်ဖြစ်သည်တင်မောစိတ်ခံတရားပေါ်မှာနေကုန်နေခမ်းစောင့်ဖို့မဖြစ်နိုင်ပါဘရင်ယထာလုံးတောင်ကုန်းပေါ်မှာဆင်းလာခဲ့ခြင်းသည်သာတင်မောဝင်လာပြီးဖြစ်ကြောင်းလုံလောက်သောအတိပေးချက်ဖြစ်လေသည်ဤနည်းအားဖြင့်တရက်ပြီးတရက်မှတ်သားနေရသောဝင်ထုတ်ဝင်ပိုးနေရတို့သည်မိတင်မောများစီမှသည်ဒေါင်းတစိမ့်တော်ခန့်နှိပ်ထားသည့်ယထာလုံးမဲမဲစီတို့တဖြည်းဖြည်းကြော့ဖြတ်သွားကြသည်ဖြစ်ရာအချိန်နာရီများကိုယ်တိုင်ကဘရင်မင်းမြတ်၏လက်ဝဲအယောက်ကမ်းလှမ်းသည့်နှင့်ရှိလေသည်စံအိမ်တော်လာသာဆောင်မမြင်ကွယ်ရာမှတိဘောဘရင်မင်းမြတ်သည်ဤသို့ဤပုံအားဖြင့်မြို့ကလေးကိုကုညီညာဝိုင်း၍မိုင်းမတော်မူသောပုဂ္ဂိုလ်တစ်ပါးတစ်ဖန်ဖြစ်ရပြန်လေသည်